ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒါကတော့ဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ကိုပြောင်းသွားပြီးတော့မှဗုဒ္ဓဘာသာမကောင်းကြောင်းပြောလာတဲ့ဆယ်ဒီတယောက်ရဲ့ဗီဒီယိုဖိုင်လေးပါဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ခင်ဗျဒီမှာကျွန်တော်reactionလုပ်ပေးပါမယ်အဲ့ရုပ်ထုတွေတော့ကျွန်တော်ထည့်ခဲ့ဘူးလေကောင်းတယ်ဆိုတဲ့အရာတွေကိုကျွန်တော်ပေးခဲ့တဲ့အချိန်မှာအဲ့အထုထုတွေကျွန်တော်အဖြေမပေးခဲ့ဘူးကျွန်တော်ကျူးကြေမွားနေနှလုံးသားနဲ့သူတို့စီသွားတဲ့အခါမှာကျွန်တော်အဖြေမပေးခဲ့ဘူးကောင်းတာလုံးကောင်းတာဖြစ်မယ်ဒါပေမဲ့ကျွန်တော်ကောင်းတာတော့လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကကောင်းတာထက်ဆိုးတာတွေကပိုများနေတယ်အခုချိန်မှာလူတစ်ယောက်ကို10လောက်ထည့်လိုက်တယ်လူတစ်ယောက်ကို100လောက်လူလိုက်ပေးမယ်ကျွန်တော်ဒီဘက်မှာဆဲတာက1000ဘိုးလောက်ပြန်ဖြစ်နေတယ်အခုနပြောသလို100ဘိုးလူပေးမယ်1000ဘိုးကကျွန်တော်တို့အကုသို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီဘာသာတရားကကျွန်တော်တို့မကဲနိုင်ဘူးဒီထဲမှာဒီလူပြောချင်တဲ့အရာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကဗျာဘာမှမဟုတ်တဲ့ရုပ်ထုတွေကိုကိုးခဲ့တာပေါ့အဲ့ဒီတစ်ချက်တည်းကမှားနေဗုဒ္ဓဘာသာဝင်တာဖြစ်ခဲ့တယ်ဘာမှနားမလဲအဖေကအမေရောဗုဒ္ဓဘာသာဖြစ်သူဗုဒ္ဓဘာသာပဲဖြစ်လာခဲ့တယ်နာကတလုံးတော့နားမလဲအဲ့ဒါဗုဒ္ဓဘာသာကြောင့်ပြောနေတယ်ရုပ်ထုကိုးခဲ့တာမဟုတ်ဘူးဗျကျုပ်တို့တွေကဖရာရဲ့ဂုဏ်တော်တွေကိုဒီစေတီပထိုးတွေစင်လူတော်တွေမှာစီကပ်ကိုးခဲ့တာပူဇော်တာနားလဲလားအဲ့ဒါတော့နောက်တစ်ချက်ကကြတော့ तू ကကြိုးကြည့်နေတဲ့နှလုံးသားနဲ့ तू ကဆုတောင်းခဲ့ပေါ့နော်သူဒီဖះလာမကယ်ဘူးပေါ့ဖះရှင်ကငကိုတွေကပြောပြီးသားတေလောက်အောင်ဆုတောင်းလဲ तू ကလာခဲ့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမြတ်စွာဘုရားရှင်ကဖန်ဆင်းရှင်လည်းမဟုတ်ဘူးတကိုးရှင်လည်းမဟုတ်ဘူး तू ကတေချာတဲ့အဆုံးအမတွေနဲ့ဟောပြောခဲ့ပြီးသားမင်းလှုပ်လို့ရှိရင်မင်းခံရမယ်ဗုဒ္ဓဘာသာဝင်နေဆိုတာကံကံရဲ့ကြိုးကြော်ရမယ်နော်ကိုကောင်းတာလုပ်ရင်ကိုကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ရှင်းလေးပဲတနေ့ကုန်ပဲဆူတောင်းတစ်နှစ်လုံးပဲဆူတောင်းဘာမှမလုပ်လို့ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးတကယ်တော့ကံဆိုတာအလုပ်ပဲကိုလှုပ်လို့ဖြစ်လာတာကိုမလုပ်ရင်ဘာမှမဖြစ်ဘူးအဲ့ဒီခမည်းတော်ပြောနေတဲ့တက်ရှိဖျားရှင်ရဆုတောင်းတာလည်းဖြစ်လာပြန်မင်းမယ်အဲ့ဒါဆိုရင်ဆုပဲတောင်းနေတော့ဘောဘာလို့ကိုအလုံးလုံးနေတော့မှာဟုတ်ဘူးလားကျွန်တော်ပတ်စံနေပေးပါကျွန်တော်ထမင်းနေပေးပါတနေ့ကဆုတောင်းပြီးစားနေပေါ့ဘာလို့ကိုအလုပ်တွေလုပ်နေမှာရှင်းလေးပဲဘယ်ရာပဲဖြစ်ဖြစ်ကိုလုံးမှဖြစ်တာနောက်တစ်ချက်ကသူလှူခဲ့တန်းခဲ့ပြီမယ်ပေါ့နော်ဘာမှပြန်မရဘူးအဲ့ဒီဟာတွေကလွဲနေပြီဒီလားကူးလို့ကူးရမယ်လို့ဘယ်မှာရှိလို့လဲဥပမာတစ်ခုဆိုကြပါလို့ဗျာကျွန်တော်တို့အပင်စိုက်တယ်ကိုအပင်စိုက်လိုက်တာနဲ့ချက်ချင်းအဲ့ဒီအပင်ကအတီးတီးလို့လားမတီးဘူးအချိန်တစ်ခုစောက်ပြီးမှကိုစိုက်ပြိုရတဲ့အတီးပွင့်ကိုခံစားရမှာကိုကဘာစိုက်ခဲ့လာတော့အစိတ်ပင်စိုက်ခဲ့တာလားကိုအစိတ်ပင်စိုက်ခဲ့ကိုကအဲ့ဒီအစိတ်တီကိုပဲကိုကပြန်ရမှာကိုကကောင်းမွန်တဲ့တက်ဒီချိုမြင်တဲ့တက်ဒီကိုစိုက်ခဲ့တာလားအဲ့ဒါဆိုရင်ကိုကချိုမြင်ကောင်းမွန်တဲ့ရတာနဲ့ရှိတဲ့တက်ဒီကိုစားလိုက်မယ်ဒီလိုပဲဘယ်ရပဲဖြစ်တည်ဘူးကချက်ချင်းမဖြစ်တည်ဘူးကောင်းတဲ့ຢာတွေအချိန်တစ်ခုစောက်ရတယ်ဒါပေမဲ့မကောင်းတဲ့ຢာတွေကတော့ဖြစ်ရလဲလွယ်တယ်ပြက်ကလည်းလွယ်တယ်တိပိတပင်ကိုခုတ်လိုက်ဘယ်လောက်ကြာလို့ခဏလေးနဲ့ပြက်စီးသွားရင်မဟုတ်လားသဘောတရားရှင်းလေးပဲကြိုက်တဲ့ဘာသာပြောင်းလို့ရတယ်ဘယ်သူမှလည်းမသားမြည်ဘူးဗုဒ္ဓဘာသာကဘယ်ဘာသာမှလည်းမင်းမဆွဲဘူးကျွန်တော်တို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာကအခြားလူတွေကိုမင်းဆွဲတဲ့ဘာသာမဟုတ်ဘူးကျတို့ဘုရားရှင်ကပြောပြီးသားကျွန်တော်တို့ဘုရားရှင်ကတကိုးရှင်လည်းမဟုတ်ဖန်ဆင်းရှင်လည်းမဟုတ်သူကကောင်းမွန်ပြီးတော့စစ်မှန်တဲ့လမ်းကိုပြသပေးတဲ့လူတစ်ယောက်ပဲဘာလို့ပြသပေးတာလဲဆိုသူကိုယ်တိုင်ဒီလမ်းကိုလျှောက်လာတာဘုရားဖြစ်ဖို့လေးတင်ချိန်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးမှသူကနောက်ဆုံးဘဝမှာဘုရားရှင်ဖြစ်ပြီးတော့ဒီလမ်းကိုရောက်ခဲ့တာအဲ့ဒါကြောင့်မို့သူ့ရဲ့ဉာဏ်တော်နဲ့တီးရရတဲ့အကုန်လုံးကိုပြန်ပြီးတော့ပြောပြတယ်ဆိုပြတယ်ဒါလုံးရင်တော့ဒါဖြစ်မယ်ဒီမျိုးကောင်းတာလုံးရင်ကောင်းကျိုးတွေခံစားရမယ်ဒီမျိုးမကောင်းတာလုံးရင်တော့မကောင်းတဲ့ကျိုးခံစားရမယ်မင်းငါ့လာဆုတောင်းပါမင်းဆန္ဒတွေဖြည့်ကြည့်ပေးမယ်လို့ငါတို့ဘုရားရှင်ကတခါမှမပြောခဲ့ဘူးဆုတောင်းလို့ရတဲ့ဘုရားရှင်လည်းမဟုတ်ဘူးနော်ဘုမဘာလို့ဒီလိုတွေပြောနေရတာလဲဆိုတော့သူပြောတဲ့စကားတွေကကျွန်တော်တို့ဗုဒ္ဓဘာသာကိုစော်ကားနေတဲ့လိုမျိုးဖြစ်နေလို့ပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျ